မင်္ဂလာပါရှင်ဒီနေ့မှာတော့လှိုင်သာယာအမှတ်9ရပ်ကွက်တပင်ရွှေတိလမ်းမပေါ်မှာရှိတဲ့ရွှေဘုံသားအင်အားဝင်းထဲကမြေကွက်လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်နေထိုင်မှုပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်အကောင့်တကအကောင့်ဆုံးဖြစ်မဲ့ရွှေဘုံသား resident ကတောင်းကွက်လေးပဲဖြစ်ပါရဲ့ရှင်အောင်တပြေလမ်းနဲ့ကန်းကွန်လမ်းထောင်မှာတည်ရှိတဲ့ခြံကွက်လေးပဲဖြစ်ပါရဲ့ရှင်မြေကွက်အကျဲ45ပေ68ပေမြေပြင်အကျဲ45ပေ82ပေရှိလို့လူကြီးမင်းတို့အနေနဲ့အင်ကြဲဝန်းလေးဆောက်လို့ရမှာသိကြပါရဲ့ရှင်စားရစားတဲ့ခိုင်ခိုင်မာမာရှိလို့စိတ်ချလက်ချဝယ်ယူနိုင်ပါပြီရောင်းစည်းလေးကတော့3,1000အနည်းငယ်ညှိနိုင်ပါရှင်လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့လေဝင်လေထွက်ကောင်းမွန်မဲ့အရှိလက်တောင်တဲ့မြေကွက်လူလေးကိုရောင်းချပေးခြင်းပါရှင်တပင်ရွှေတိလမ်းမကြီးနဲ့ဘိုးကျော်အောင်ဆန်းလမ်းကြားမှာမို့သွားရေးလာရေးကလည်းအလွန်အဆင်ပြေလွန်းလာပါတယ်ရှင်ဈေးနှုန်းတန်ရုံနဲ့မကဘဲနဲ့လူကြီးမင်းတို့ရင်းနှီးမြှုပ်နှံမှုအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့အတွက်လုံးဝလက်လွတ်မခံလိုက်နဲ့နော်